အိမ်တကားကိုတော့သုံးလုံးခတ်တာဖြတ်ပြီးတော့တပိုးဝင်ခိုးတာအားလုံးပဲမင်္ဂလာပါရွှေစင် YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရှင်အခုတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ဒီတခိုးကြပိုးတွေเนาะဘလောက်တောင်မှတောင်းချမ်းလဲဆိုတာဒီအခုပြောသွားတဲ့ဗီဒီယိုဖိုင်လေးကိုလည်းဘူတုဒအနေနဲ့အဆုံးထိလိုက်ပါကြည့်ရှုပေးဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ရှင်ဒါဒီမနက်2 နာရီအတိဒီမှာကျွန်တော်အိမ်တကားကိုတော့သုံးလုံးခတ်တာဖြတ်ပြီးတော့တပိုးဝင်ခိုးတာအိမ်အဖောက်ခံရတဲ့တွေ့ကြုံ sharing လုပ်ပေးမယ်ကျွန်တော်က2ခါလိန်တာမဟုတ်ကျွန်တော်နေတာကဘူတထောင်မြို့နယ်43လမ်းလမ်းက2ဘလောက်ပဲရှိတယ်အပေါ်ဘလောက်နဲ့အောက်ဘလောက်ကျွန်တော်နေတာကကြတော့မဟာဗန္ဓုလနဲ့ကုန်နေကြဘလောက်ကျွန်တော်တို့ကအားနေချက်ရှိတယ်ဒီလမ်းအိမ်နဲ့တစ်ဖက်ပဲရှိတယ်တစ်ဖက်မှာခြံအလွတ်ကြီးအဲ့တော့ဒီနေရာကဒီဖောက်ထင်းသမားတွေဒီကားပစ္စည်းခိုးတဲ့ကောင်တွေရဲ့အကြိုက်လမ်းပေါ့ဗျာအဲ့တော့ပြောပြမယ်ပထမတစ်ချိန်ဖောက်ခံရတော့ကျွန်တော်လည်းအဲ့လိုမျိုးတွေမကြုံဘူးသေးဘူးဆိုတော့ကျွန်တော်အိမ်တကားကိုအဲ့ဒီတုန်းကဆိုလို့ရှိရင်တော့တစ်လုံးပဲခတ်တာပေါ့နော်အဲ့တော့ရလေဗျာစိုးလဲတော့မဟုတ်ဘူးကျွန်တော်ပထမဝယ်တဲ့တော့ဒါပေမဲ့ဈေးကလည်းမြင့်တယ်ဗျာဈေးကလည်းအဲ့တော့တစ်လုံးကိုကျွန်တော်9000နီးပါးပေးရတယ်အဲ့တော့ပထမတစ်ချိန်မှာကျွန်တော်တော့တစ်လုံးပဲခတ်တယ်ကျွန်တော်ရဲ့တကားကတန်ခောက်တကားပေါ့နော်ဒါပေမဲ့အားနေချက်ကဒီတကားအတွင်းကိုလက်နှိုက်ပြီးတော့နှိုက်လို့ရတယ်လက်ကအဲ့မှာအဲ့အဖောက်ခံတဲ့ညကကျွန်တော်တို့မိသားစုတွေကအထက်မှာအိတ်အဲဖောက်သွားတာကိုကျွန်တော်တို့မသိလိုက်ဒီကောင်ဝင်လာတဲ့အထက်မှာမှွေသွားတယ်ပစ္စည်းတွေဖုံးတွေပတ်စံတွေကျွန်တော်အကုန်လုံးယူသွားတယ်ကျွန်တော်ဆိုးတာကျွန်တော်လှုပ်တဲ့ကွန်ပျူတာခုံပေါ်မှာကျွန်တော်မနေ့ကျရင်ရှင်းဖို့အတွက်ဆိုတော့စက္ကူဆိုင်တွေရှင်းဖို့အတွက်ကျွန်တော်ပတ်စံအထုတ်လိုက်တင်တာပတ်စံတော့ကိုပါတော့မသွားတော့ပွားသွားတော့ဒါပေမဲ့ထားအောင်တစ်ခေါက်မနေ့ကျမှကျွန်တော်တို့တည်တယ်မနေ့6 နာရီကျွန်တော်တို့နိုးတဲ့ချိန်မှာဒီအိမ်တကားကြီးကတော့ဟောင်းလောင်းဖွင့်သွားတာလောကဒိုးရုပ်ပါဟောင်းလောင်းဖွင့်သွားတယ်ပြန်တော့မရှိခဲ့ဘူးအဲ့တော့နောက်တော့ခိုးမဲ့ကောင်တွေကအကြိုက်ဖြစ်သွားတော့လှုပ်ခဲ့တယ်ကျွန်တော်တို့ကအဲ့ရထားတော့မှပုံမှန်ဆိုရင်ကျွန်တော်ကဒီညဘက်ကိုပေါ့နော်ဒီ2 ကြိမ်လောက်အနည်းဆုံး2 ကြိမ်3 ကြိမ်လောက်နိုးလေးရှိတယ်အဲ့လည်းဆက်တယ်ကျွန်တော်ကတက်ခနဲစီအတန်လေးသေးလေးကြားရင်တော့ကျွန်တော်နိုးတယ်ဒါပေမဲ့အဲ့နေရာထူးထူးဆန်းဆန်းကျွန်တော်မနိုးခဲ့ဘူးအဲ့ရမနေ့ကျတော့အဲ့လိုမျိုးဖြစ်တော့တိသွားတာပေါ့နော်ဒါပတ်ဝန်းကျင်လည်းပြောကြပါလားအိမ်မွေးချတာဘာညာကျွန်တော်ကအဲ့ဒါကိုမယုံဘူးဗျအဲ့အိမ်မွေးချခြင်းဘာခြင်းညာခြင်းဆိုတာအိမ်မွေးချတဲ့အတက်ပညာဆိုတာတကယ်တော့ဒီစိတ်ပညာဆရာဝန်တွေတောင်မှတော်ကြီးကိုလေ့ကျင့်ယူရတဲ့ဘာသာရက်ဒီလိုတေလီဂျဘိုးတွေကဒီအိမ်မွေးချတဲ့ပညာရက်ကိုဒါမကျွမ်းနိုင်ဒါကိုလူတွေကဒါကိုဘယ်လိုပြောမလဲဖာထေးကြတာပေါ့နော်အိမ်မွေးချတာဘာညာဆိုတော့ကျွန်တော်အဲ့ဒါမယုံဒါပထမတစ်ခါကိုထားလိုက်တော့ပါသွားပြီဒုတိယတစ်ခါမှကျွန်တော်အရန်သတိထားတယ်ဒီကောင်လေးပြန်လာအောင်မယ်ဆိုတဲ့အတိကိုကျွန်တော်စိတ်ထဲမှာထည့်ထားတယ်တစ်ချိန်မို့တစ်ချိန်မေးလောက်ပြီဆိုတဲ့အချိန်ပြန်လာလိမ့်မယ်ဆိုတော့ထည့်ထားတယ်ဒါသူတို့အတွက်ဒီအခန်းလွယ်တယ်လို့ထင်သွားတယ်ဒါကြောင့်ကျွန်တော်ဒီဘာမှမပြင်ဆင်ဘူးဒီအခန်းကိုကျွန်တော်ဒီတိုင်းထားတယ်ကျွန်တော်တွေးရတဲ့အတိုင်းပဲဒုတိယတစ်ချိန်မှာဒီကောင်ပြန်လာတော့ကျွန်တော်ခုနကပြောတဲ့အတိုင်းကျွန်တော်အိတ်ဆက်တော့ကျွန်တော်သူပထမတစ်ခေါက်အဲ့ပထမဆုံးအချိန်ကတ်ထဲကကျွန်တော်တည်ဒီဒုတိယတစ်ခေါက်ခိုးတဲ့အခါမှာပြောတာနော်ဒီအဲ့တကားဝါတော်အတင်ရတာနော်စကတ်ထဲကျွန်တော်တည်အတန်မြည်တော့ကျွန်တော်ခြံတော်နဲ့ချောင်းကြည့်တော့ကျွန်တော်မတင်ကားတော့သူ့ရဲ့အရေးကိုကျွန်တော်မတွေ့ရမယ်လို့ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာဒီအာယုံပေါ့နော်ဒီကောင်လာပြီဆိုတဲ့အတိကကျွန်တော်တိရတဲ့အတွက်ကိုကျွန်တော်မလုပ်လဲဆိုတော့ကျွန်တော်မှာဓာတ်တူလေးတစ်ချောင်းရှိကျွန်တော်စောင့်လာတာအဲ့ဒါပထမတစ်ခေါက်ဖြစ်ပြီးတယ်ဓာတ်တူလေးတစ်ချောင်းရှိတယ်ဓာတ်အခြေတစ်ချောင်းရှိတယ်ဒါပေမဲ့ဖြစ်ချင်တော့ဓာတ်အခြေကကျွန်တော်အလုပ်လုပ်တဲ့ကွန်ပျူတာခုံအောက်မှာကျွန်တော်ထောင်ရသားဖြစ်တယ်ကျွန်တော်သွားယူလိုက်ဒီကောင်ကျွန်တော်ကိုမြင်ပါဆိုတဲ့အတွက်ကိုကျွန်တော်အဲ့ဓာတ်တူလေးကိုပဲကျွန်တော်စောင့်ပြီးတော့ကျွန်တော်ခြေထောင်လေးကထွက်ပြီးတော့ကျွန်တော်အဲ့ပုံးနေတာပေါ့နော်ကိုစပွဲနာမှာပုံးတော့မှောင်ရည်ထဲမှာဒီကောင်ပထမတော့တလုံးဖြတ်တယ်ဒုတိယတော့တလုံးဖြတ်တယ်တတိယတော့တလုံးဖြတ်တယ်ပြောပြမယ်အဲ့တော့တလုံးဖြတ်တာမှာ10 မိနစ်တောင်မကြာဘူးစကေးနေနော်ဘယ်လောက်များတယ်လို့အကောင်းပါတယ်အာမခံပါတယ်4 5000 6000ပေးရတော့ရအယုံကြည်မရှိနဲ့အကောင့်နေနဲ့တွေ့ခဏပဲကျွန်တော်ကိုတွေ့3 လုံးဖြတ်သွားတာကျွန်တော်မျက်စိရှိပါတယ်10 မိနစ်တောင်မကြာဘူးအဲ့တော့အခန်းထဲကိုဝင်လာတဲ့အထိကျွန်တော်စောင့်တယ်အဲ့တော့3 လုံးအဆုံးခံလိုက်တယ်ကျွန်တော်အခန်းထဲကြီးဝင်လာတဲ့အထိကျွန်တော်
အဲ့စိတ်နေပြီးစောင့်တာပေါ့နော်စိတ်နေပြီးစောင့်တယ်စောင့်ပြီးတော့ဒီကောင်အခန်းထဲကိုဝင်လာတဲ့အချိန်မှာမှဒီကောင်ကုမရာခုံပေါ်မှာအဲ့နေရလဲဖြစ်ရှင်တော့ကျွန်တော်ကအများနီးတဲ့ဒီကိုကျွန်တော်စောင့်နေတာဒါပေမဲ့ကျွန်တော်ရဲ့အားနေချက်ပေါ့နော်အဲ့ကုနာခုံပေါ်မှာကျွန်တော်ဖုန်းတွေရောပတ်စံကြီးကိုကျွန်တော်တင်ထားပြီးသားဖြစ်နေဗျာမေ့ပြီးတော့အမေတင်ထားပြီးသားဖြစ်နေတော့အမှကျွန်တော်ကအဲ့ကွန်ပျူတာခုံသားတွေကောင်ရောက်တဲ့ထီကိုစောင့်တော့ပဲအဲ့အပေါက်ဝါတာတော့ဝင်ပြီးတော့ဟိုကြည့်ကြည့်နေတဲ့အချိန်မှာပဲကျွန်တော်အဲ့ဓာတ်နဲ့ကောင်စောက်ဖို့တဲပြီးတော့ပြစ်တာထိသွားတယ်ထိသွားအဲ့ဓာတ်အဲ့ညမှာပုတ်ဆိုပြီးပြုတ်ကြသွားတယ်ဒါပေမဲ့ကျွန်တော်မီးမဖွင့်ထားတဲ့အတွက်ဒီကောင်ဟိုအမှမမြင်ဘူးပေါ့နော်ကျွန်တော်အမှောင်ထဲမှာပဲဒီကောင်ခေါင်းကိုကျွန်တော်ပိတ်ပြစ်တာညနာအထိသွားတယ်ထိတော့ဒီကောင်ခါကနေဆိုပြီးတော့ဒီကောင်ပြန်ပြေးထွက်တာညံနေပဲဒီကောင်ကြီးပြေးတာတော့ကျွန်တော်ဘလုံးမလိုက်မှမလို့ တခိုးကမြန်တယ်နော် ဒါကျွန်တော်ရဲ့ဒီအတွေ့အကြုံပေါ့နော်နှစ်ခါအပေါက်ခံရတယ်အတွေ့အကြုံဒီကောင်လေးဒီညလူကြီးတိတ်ချိန်လူတွေအရင်အိမ်မောကြတဲ့အချိန်ဖြစ်တဲ့မနက်2နာရီနဲ့3နာရီကြားမှာဒီကောင်လေးလှုပ်ရှားတယ်ဒီကောင်လေးရဲ့အချိန်ပဲကျန်တဲ့12နာရီ1နာရီသူတို့ဘယ်တော့မှမလှုပ်ဘူးအဲ့ဒီအိမ်မောကြတဲ့အချိန်လူဆိုတာဗျာ1နာရီ2နာရီ12နာရီကြီးကတုံတယ်မှမအိတ်ကြဘူးရုပ်ရှင်ကြည့်တာဟိုဖုန်းထဲကနေစကားလေးကြည့်တာနဲ့အချိန်ကုန်တတ်ကြတယ်အဲ့တော့လူတွေကအဲ့ဒါတွေကြည့်ပြီးတဲ့အချိန်မှာဒီ2နာရီ3နာရီမှာအရင်အိမ်မောကြပါတယ်ဆိုတော့ယာဒီဥရုတွေကလည်းမနက်ပိုင်းလင်းကာလာအချိန်မှာအေးလာတဲ့အချိန်တော့လူတွေကအရင်အိမ်မောကြတဲ့အချိန်မှာဒီကောင်တွေကအလုပ်လုပ်တာအဲ့တော့အရင်သတိထားကျွန်တော်အခု sharing လုပ်ပေးတာကဒါ2ချိန်အဖောက်ခံရတဲ့အတွေ့အကြုံပြီးတော့ကျွန်တော်လိုမျိုးမဖြစ်အောင်လို့ပေါ့နော်ပြီးတော့ဒီကောင်တွေနဲ့ကြုံလာတဲ့ဆိုလဲမကြောက်ကြနဲ့ခတ်တင်းနေတာပြန်လုပ်ခတ်တင်းတာပြန်လုပ်ပလိုက်အဆုံးထိတာလုပ်ပလိုက်ကျွန်တော်တော့အားပေးတယ်ကျွန်တော်လည်းအဲ့လိုပဲလုပ်တာကျွန်တော်စိတ်တိုင်းညဆိုလို့ရှိရင်ကျွန်တော်ဝင်လုံးဖို့အဲ့ဓာတ်နဲ့ဝင်လုံးတော့တော့ခေါင်းထိုးမလို့ဒါပေမဲ့မဖြစ်သွားဘူးပေါ့နော်မဖြစ်သွားဘူးဒါတော့ကျွန်တော်ရဲ့ပြင်ဆင်ထားတဲ့ဟာပေါ့ဒီကောင်ဝင်လာမယ်ဆိုတော့ကျွန်တော်ကြိုသိတယ်အချိန်ချင်းမှာဒီကောင်မေးလောက်တဲ့အချိန်မှာပြန်လာမယ်ဆိုတော့ကြိုသိရတဲ့အတွက်ကိုကျွန်တော်ဒါပြင်ဆင်ပြီးတော့ဒါအခုလက်စားချိန်နိုင်လိုက်တာပေါ့ဗျာဒီအချိန်မှာဘာမှမပါသွားဘူးဒုတိယတစ်ချိန်မှာဒါပေမဲ့ကျွန်တော်ဒီသူ့ကိုပြန်ပြီးတော့တုံ့ပြန်လိုက်နိုင်တယ်အဲ့တော့အားလုံးကို sharing လုပ်ချင်တာကတော့မကြောက်နဲ့နော်ဒီလိုမျိုးတွေကြုံလာပြီးရဲရဲတင်းတင်းသာတုံ့ပြန်လိုက်မိခင်ရင်လည်းဘယ်စကန်းညာစကန်းရှောက်အပ်နေတယ်စိတ်တိုင်းနဲ့သာလှုပ်ပြီးတော့ပြန်လှုပ်ချင်းလှုပ်ပေးလိုက် တခါခိုးလို့ရတော့เนาะဒါနောက်တစ်ခါလဲထပ်ပြီးတော့ခိုးလို့လွယ်မယ်ထင်ပြီးတော့လာတာရှင်တော်သေးရเนาะဒီအကူဒါတတိရှိရလို့ပြောရမယ်เนาะတချို့တခိုးတွေကြတော့လဲเนาะဒါတစ်ယောက်တည်းမဟုတ်ဘူးရှင်2ယောက်3ယောက်လာတာเนาะဒီလိုမျိုးခိုးသွားရင်တော်သေးရเนาะတချို့တွေကြတော့ခိုးရုံနဲ့မဟုတ်ဘူးเนาะလူတွေရဲ့အသက်ကိုပါဒါတက်ယူကြတာရှင်တော်တော်လေးကူမှဒါရုပ်မှရိုင်းဆိုင်တဲ့တခိုးတွေတကယ်ချင်းတို့လဲเนาะဒီတခိုးတွေရဲ့ရန်ဘေးရန်အန်တွေအားလုံးကနေကင်းဝေးပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်ကျမဗီဒီယိုလေးတော့တက်လောက်ပါပဲရှင်အဆုံးထိလိုက်ပါကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်เนาะ